ဒီနေ့တော့လေနည်းနည်းလေးထိတ်လန့်စရာကောင်းပြီးစိတ်ဝင်စားစရာကောင်းတဲ့ဇလန်းတိုလေးတစ်ပုဒ်ကိုပြောပြချင်ပါတယ်ဇလန်းနာမည်ကတော့မှန်တဲ့ကတစိမ့်နဲ့ဇာလန်ကဘလို့စားလဲဆိုတော့အောင်မြင်နေတဲ့ပန်းချီဆရာတယောက်နဲ့စားထားတယ်သူ့နာမည်ကထက်ဝေတယ်အားလုံးကသူ့ကိုအားကြားတယ်ပေါ့ဒါပေမဲ့လေသူ့ရဲ့အဲ့ဒီအောင်မြင်မှုရဲ့နောက်ကွယ်မှာဘယ်တော့မှမသိရဲ့ထူးဆန်းတဲ့ယောဂတစ်ခုသူခံစားနေရတယ်အဲ့ဒါကဘာလဲဆိုတာကဇလန်ရဲ့အစားပဲဟုတ်ပြီဇလန်ရဲ့ပထမခန်းခဏကိုကြည့်လိုက်အောင်အရာအလုံးကဘယ်ကနေစတာလဲဆိုပျောက်ဆုံးသွားတဲ့15မိနစ်ကနေစတာပဲအဲ့ဒီယောဂကိုဆရာဝန်တွေကတော့ blackout လို့သတ်မှတ်ထားတယ်ဆိုလိုတာကသူစိတ်ဖိစီးမှုအများများလာတဲ့အခါမျိုးမှာပေါ့နော်အချိန်ကြီးဖြစ်ပလက်ခဲ့တဲ့အဖြစ်ပြက်တွေကိုခဏတာလောက်ဘာမှပြန်မမှတ်မိတော့တာမျိုးဒီချိန်တွေကပဲသူ့ဘဝထဲကိုထိတ်လန့်စရာတွေဆွဲခေါ်လာမဲ့တောက်ချစ်ဖြစ်လာတော့တာပဲအချက်ပြက်ကသူ့ရဲ့ပန်းချီစတူဒီယိုထဲမှာရင်းဖြစ်ချတာသူနောက်ဆုံးမမြင်နေတာကညနေ6နာရီတိတိဒါပေမဲ့သူတတိပြိုင်ဝင်လာတဲ့အချိန်မှာနာရီကိုကြည့်လိုက်တော့6နာရီ15မိနစ်ဟာကြားတွေက15မိနစ်ဘာဖြစ်သွားလဲသူဘာတွေလုပ်ခဲ့လဲလုံးဝဘာဆိုဘာမှကိုမညံတဲ့မှမရှိတော့ဘူးအဲ့ဒီပျောက်ဆုံးနေတဲ့15မိနစ်ကပဲသူကို6လန့်ဖို့အစပြူလာတော့တာပဲအဲ့ဒီမှာအစိုးဆုံးကလာပြီသူတတိပြန်ရလို့မျိုးလုံးဖွင့်ကြည့်လိုက်တဲ့အချိန်မှာသူ့ရှေ့ကပန်းကြီးကချက်အလွတ်ပေါ်မှာသွေးရောင်လိုအနီရဲရဲနဲ့ရေးထားတဲ့စာတကြောင်းကိုတွေ့လိုက်ရတယ်အဲ့ဒါကသူမကိုမတတ်ပါနဲ့တဲ့ဘသူကိုပြောတာလဲဘသူကလာရေးသွားတာလဲဒါမှမဟုတ်အဲ့ဒီပျောက်ဆုံးနေတဲ့15မိနစ်အတွင်းမှာသူ့ကိုယ်တိုင်ရေးဟဲတာများလားပန်းချီကဘောကစာကြောင့်လုံးဝကိုထိလန့်နေတဲ့ထပ်ဝေးနောက်ထပ်ပိုးပြီးကြောက်စရာကောင်းတဲ့အဖြစ်တစ်ခုနဲ့ထိုက်ရင်ဆိုင်ရတော့တယ်အဲ့ဒါကမှန်သေးမှာသူကြောင်းလန့်တဲ့ကြားနဲ့အခန်းတောင်ကမှန်ကြီးစီကိုပြေးသွားတယ်သူ့ကိုယ်သူပြန်ကြည့်လိုက်တော့အဆက်ပိုင်းတော့အားလုံးကပုံမှန်ပဲဒါပေမဲ့သူ့မှန်ရှိကနေပြန်လှဲထွက်ဖို့လှုပ်လိုက်တဲ့စက္ကန့်ပိုင်းမှာထူးဆန်းတာတစ်ခုဖြစ်သွားတယ်မှန်ချဲကသူ့ပုံရိပ်ကလိုက်မလှဲလာဘူးအဲ့ဒီအတိုင်းပဲသူ့ကိုစိုက်ကြည့်ပြီးကြက်နေခဲ့တယ်ပြီးတော့လေအထန်ထက်လာတာမဟုတ်ဘူးနော်မန်တဲကသူ့ရဲ့ပုံရိပ်ကနှုတ်ခမ်းလို့ပြီးအတန်လေးစကားပြောပြတယ်ပါရလဲဆိုတော့မင်းငါ့ကိုမင်းနေတာကြားပြီပဲငါပြန်လာပြီတဲ့အဲ့ဒီမှာတဲ့ချုပ်ဝေသေးချသွားပြီမှန်တဲကသူမဟုတ်ဘူးတခြားတယောက်ပဲအပြင်မှာတော့တကယ်ထက်ဝေကကြောက်လန့်တုန်လို့နေတယ်သူ့လက်ထဲမှာလည်းဘာမှမရှိဘူးဒါပေမဲ့မန်နေကိုကြည့်လိုက်တော့အထက်ကပုံရိပ်ကသူ့ကိုလောင်ပြုံးကြီးနဲ့ပြုံးပြနေတယ်ပြီးတော့သူ့လက်ထဲမှာသွေးတွေဆွမ်းနေတဲ့ဓာတ်တစ်ချောင်းကိုချစ်ချစ်ပေါင်းစုပ်ကိုက်ထားတယ်မန်ဟေကအဲ့ဒီပုံရိပ်ကြောင့်ထဝေတယောက်ဝါလုံးလို့ဘာကန်ရမှမတိဖြစ်နေတော့မှာပဲဖုံးတန်ကရုတ်တရက်ထက်မြင်လာပဲဖုံးကိုကောက်ကြည့်လိုက်တော့သူ့ချစ်သူမေရဲ့နာမည်ကပေါ်နေတယ်ဒီလိုကြောက်စရာကောင်းတဲ့အချိန်တွေမှာချစ်ရသူရဲ့အတန်ကိုကြားလိုက်ရရင်နည်းနည်းတော့အားရှိသွားမလားလို့သူမျှော်လင့်လိုက်မိတယ်ဒါပေမဲ့ဖုံးကင်လိုက်တော့တစ်ဖက်ကကြားလိုက်ရတာကမေရဲ့တန်မဟုတ်ခဲ့ဘူးရှိုက်ကြီးငင်ကိုပြီးအသက်လွတ်ပြီးအကူအညီတောင်းနေတဲ့မိန်းကလေးတယောက်ရဲ့အတန်ကဲကြပါအောင်ဆိုတဲ့အော်တန်အစုံမှပဲဖုံးလိုင်းကတောက်ဆိုပြီးကျသွားတယ်ထက်ဝေစိတ်တီးပူပြီးအခန်းထဲကနေအပြင်းကိုအများဆုံးထွက်ဖို့ကြိုးစားရောဒါပေမဲ့တကားကလုံးဝဖွင့်လို့မိကတော့ဘူးတရားရောက်ကအပြင်ကနေတောက်ခတ်သွားတယ်လို့ပဲအခုတော့သူ့ရဲ့ပန်းချီစတူဒီယိုထဲမှာတင်အကျဉ်းသားတရားလိုပိတ်မိသွားဟဲ့ပြီဇလန်ကအကြောက်စရာအကောင်ဆုံးအထွတ်အထိပ်အခိုက်တန်းကိုရောက်လာပါပြီအခန်းထဲမှာပိတ်မိနေတဲ့ထက်ဝေရဲ့ရှေမာတင်သူ့ရဲ့အမှုပညာတွေကပဲသူ့ကိုတရေတကောင်လိုပြန်ချောက်လန့်လာတော့တာပဲပထမဆုံးစားပွဲပေါ်မှာတင်ထားတဲ့သူ့ရဲ့ပန်းချီစွတ်တန်တွေကအလိုလိုလေးပေါ်ကိုမြောက်တက်လာတယ်ပြီးတော့ဘသူမှထိန်းချုပ်မနေဘဲနဲ့နိုင်ရအလိုကြီးတစ်ခုစီကိုဦးတည်သွားပြီးပုံတပုံကိုစပြီးရေးဆွဲလာတာပဲစဉ်းစားကြည့်လေကြောက်စရာကောင်းလိုက်တာအဲ့ဒီစုတ်တန်ဒီကနံရပေါ်မှာပုံဖော်လိုက်တဲ့မြင်ကွင်းကတော့တကယ်ကိုထိတ်လန့်စရာပါပဲအဲ့ဒါကသူချစ်သူမေရဲ့အလောင်းကိုအဲ့အမြဲတလုံးထဲထိုးထဲနေတဲ့ထောက်ဝေသူကိုယ်တိုင်ရဲ့ပုံပဲဒါဆိုရင်ပျောက်ဆုံးသွားတဲ့15မိနစ်အတွင်းမှာသူလွတ်ခဲ့တဲ့အဖြစ်ပြက်များလားဒီဇလန်ကအပြေးတီးကြမပေးပဲမိခွန်းနေနဲ့ပဲအဆုံးတက်ထားခဲ့တယ်။နယံဘွားပုံရိပ်ကအနာဂတ်မှာဖြစ်လာမယ့်ကြောက်စရာနေမိတစ်ခုလားဒါမှမဟုတ်ထဝေလုံးမမိတော့တဲ့အတိတ်ကသူကိုယ်တိုင်ကျူးလွန်ခဲ့တဲ့အဖြစ်ဆိုတစ်ခုလားအရေးကြီးဆုံးမိခွန်းကတော့မန်ထဲကသူစိန်ဆိုတာတကယ်တော့ဘာတူလဲထဝေစိတ်ထဲမှာပဲကိန်းအောင်နေတယ်သူရဲ့မကောင်းဆိုးဝါးစိတ်အမုံချမ်းမလားအဖြေကတော့နားထောင်သူတွေဆက်ပြီးစဉ်းစားဖို့အတွက်ပဟေလီတစ်ခုလိုပဲကြံရေးခဲ့တော့တာပါပဲ